ခုဘလော့ကာလေးလုပ်ချင်တယ်အပြင်နေလဲသွားမစားချင်ဘူးဆိုရင် AI နဲ့အစားစားပြပါမယ်အဲ့တော့ကျွန်မအခု clean AI credit ဝယ်ထားတော့じゃ clean AI ပဲသုံးပြမယ်clean AI ကိုသွားလို့ရှိရင်ဒီမဲ့3ခုရှိတယ်create video ထဲမှာဒီပေါ့နော်ဒီ frame ဆိုတာဂျားတွေကအလဲဟာလေးကိုနှိပ်ပြီးလို့ရှိရင်ကိုပုံထည့်ပြီးတော့လို့ရှိရင်အောက်မှာ prompt ရေးရတယ်ပေါ့နော်အောက်က prompt က copy ပို့ပေးမယ်အဲ့မှာဒီမှာကတော့စက်သားကြော်စားရဲဆိုရေးထားတယ်တခြားစားခြင်းတဲ့ဟာတွေထည့်လို့ရတယ်နောက်တစ်ခုကကျတော့ဒီ clean AI မှာဆိုရှင်ကျမတို့ video ကဘယ်နှခုလုပ်မလဲပေါ့နော်ကျမနှစ်ခါမ try တစ်ခါပဲ try မယ်နှစ်ခါ try လို့ရှင် credit တွေကောင်းတော့တစ်ခါပဲ try နေနောက်တစ်ခါကျတော့ဒီ 720p ဆိုတာကိုရွေးတယ်။နောက်ပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကဒီ second ရွေးလို့ရတယ်ပေါ့နော်။ကျွန်တော်ကတော့ဒီမှာ credit တွေကိုခြွေတာတဲ့အနေနဲ့5 second ပဲရွေးထားပါတယ်။ဘယ်လောက်ထိရွေးလို့ရလဲဆို15 second ထိလုပ်လို့ရတယ်ပေါ့နော်ဗီဒီယိုများလို့ရှိရင်တော့ credit ကတော့ကုန်တာပေါ့နော်ဒီမှာဆိုကျွန်တော်နည်းနည်းလေးပဲလောက်တာတော့ credit ဆို40လောက်ပဲကုန်တယ်ရှင်အဲ့တော့အဲ့ဒါလေးလုပ်ပြီးတော့မှဒီမှာထုတ်လိုက်တဲ့အခါမှာဆိုရှင်တော့ဖြင့်ဒီမှာပုံကအစားစားနေတဲ့ပုံစံမျိုးမှာ ASMR အဲ့တော့ကျွန်တော်တို့ Clean AI ကိုထုတ်ရတာကြိုက်ပါတယ်အဲ့တော့ Clean AI ကိုဒီလိုမျိုး point နဲ့ credit တွေတုံးကြည့်ချင်လို့ဝယ်နေဆိုရှင်လည်းဒီ Telegram က Premium ACC 24ဆိုတဲ့အကောင့်မှာတွားပြီးတော့မှပြီးလို့ရပါတယ်